ဒီနေ့ကတော့ကျွန်တော်ဒီ lesson တွေပေါ့နော် customer ဒီလိုပုံမှန်လုပ်ချင်တယ်ပေါ့နော်ဘလောတွေလို့ဆွဲမှာတော့ဒီ premier နဲ့ပေါ့လေဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆွဲလိုက်တော့ပေါ့နော်ထို့တဲ့လည်းကျွန်တော် menu ရဲ့ဒီအနေက casting နဲ့တော့ရပေါ့နော် casting နဲ့ဒီတိုင်းကြောင်ရှင်းပြီးတော့ယူလိုက်တယ် chain ကတော့မတုံးဘူးပေါ့လေအဲဆို stone တွေမှာဒီမဟုတ်ကြောင်တွေမှာကျတော့ gem နဲ့ရှင်းပြီးတော့တုံးလို့ရတဲ့ကြောင်ဆိုတာလည်းရှားရတယ်ပေါ့နော်အဲတော့ကျွန်တော်ဒီမောင်တွေကကပ်လေးတိုင်းကျွန်တော်ဆွဲပြီးပါပြီအဲဆိုရင်ကျွန်တော်ဒီမောင်တွေမလိုအပ်တော့ကျွန်တော်ဒီမှာအနည်းအောင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီကနေ color လေးနဲ့ချင်းလိုက်ပြီပေါ့နော်အဲဒီရပဲဆိုရင်ကျွန်တော်တို့ကကျန်ဖို့နေရာလိမ့်မယ်ပေါ့နော်အဲတော့ကျွန်တော်တို့အမောက်ခုလိုက်ဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုနေကျွန်တော်ဘာလုပ်လဲဆိုတော့0.05 လောက်အတွင်းနဲ့ပုံမှန်ကျွန်တော်အများနဲ့ပြင်နေတဲ့ဒီ origin ပုံစံတွေကိုတော့ကျွန်တော်ဒီလိုမျိုးလေးပေါ့နော်ဒီကောင်ကိုကျွန်တော်အနေနဲ့ဟိုဆက်လောက်ပြထားလိုက်မယ်အဲ့ဒါပြီးကျွန်တော်တို့ပုံရလိုက်မယ်ပိုင်းနဲ့ဒီလောက်ထုတ်ထားတယ်ပေါ့နော်လူမီနီမရပေါ့နော်ကျွန်တော်ထုတ်ထားမယ်ပေါ့နော်ဒါဒီဆိုင်ပြီးသွားပြီအဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ်အားရကြတော့ကျွန်တော်တို့ပါလုံးလေးဆိုကိုယူဆိုင်ကသူက16နဲ့ဆွဲမှာဆိုဒီ16ကိုကျွန်တော်တို့ချောချစ်တာလေးပါလိမ့်ဖြစ်မှဖြစ်တဲ့အတွက်လည်း YC လို့အဲ့လောက်ကျွန်တော်တို့ပြထားမယ်ပေါ့နော်အဲ့ဒီလိုအဲ့ဒီလိုရှိရင်ကျွန်တော်ဒီအနေဒီလက်စုပ်ပေါ့နော်သူကဒီပုံစံနဲ့ပဲလုပ်ချင်တာဆိုပြီးလိမ့်နေလေးကိုကျွန်တော်ချက်လိုက်ပြီပေါ့နော်ဒီအနေကြောက်ဟိုကနေဒီကသူကစစ်ပြီးနေရှိရပေါ့နော်ဒီအနေဒီကဒီpoint 7လောက်ရှိရပေါ့နော်အဲဆိုတော့ကျွန်တော်တို့ပြောချင်တာကတော့ဒီဟာကိုပဲယူမှာကျွန်တော်ဖြည့်ရကတ်ထုတ်လိုက်ကြရတယ်။ဒါပေမဲ့အဲ့ဒါအဲ့လိုမျိုးလုပ်တော့ကျွန်တော်အတက်ရှင်းထိုက်ကလည်းပြပွားတော့ဆိုတော့ဒီဆွဲတော့ပေါ့နော်။ဆိုတော့ကျွန်တော်တို့တုံးတဲ့စိတ်ထိုက်ကကျတော့0.5 လေးပဲတုံးမယ်ပေါ့နော်။အဲဆိုတော့ဒီ original ပုံစံဒီအမှာပဲပါမယ် 2.5 2.5 2.5 ဆိုတော့ကျွန်တော်တို့ဒီကနေဒီခါကြပါ0.5 နဲ့ရှင်းနေ0.5ရှင်းထားပြီးဒီတော့0.6လောက်တခါလေးထုတ်ထားမယ်ပေါ့နော်ကျွန်တော်ငါးလုံးဆန်လာတစ်ချက်ကြည့်အောင်နော်ငါးလုံးရှိနေတယ်သူကချက်တော့မှာဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်ဒီတော့ကဒီဒီကြော်လေးပေါ့နော်အဲ့ဒီပုံစံတိုင်းဆိုရင်တော့ဒီမှာရှိသွားကဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီကိုကြာပြီးတော့ထောင်မယ်ပေါ့နော်ဒီလိုစာပြီးတော့ထားမယ်ချိန်ပါတဲ့ကျွန်တော်တို့ကဒီဟောလေးရှိတဲ့အဲ့ပေါ်ပေါ်ဒီ point ရှိတယ်ဒီမှာရှိရမယ်နော်ပြီးတော့သူက semi ဒီလောက်ပဲရှိတယ်
ဒီလောက်ပဲပေါ့နော်သူရဲ့ဒီဘွားကတော့ကျွန်တော်ဒီလောက်တော့မှာပေါ့နော်ကိုယ်ဆွဲတဲ့အချိန်ကလည်းကျွန်တော်ကဟောထုံးတဲ့အတိုင်းနဲ့ဒီလောက်ပဲပြင်မယ်အပြီးနောက်လေးခတ်နဲ့မျိုးဆွဲချမယ်ပေါ့နော်ဒီကောင်မျိုးပါကြည့်ကောင်းလို့ဒီလိုလေးခဏတောက်ထားမယ်ဒါပြီးကျွန်တော် point ပြန်ကင်မယ်ပေါ့နော်ဒါဒီကောင်ကို project to display ရိုက်လိုက်မယ်ရိုက်ပြီးလို့ရှိရင်ဒီကောင်လေးနှစ်ခုကို select လုပ်မယ်ပြီးရင် trim ပြင်မယ် join မယ် join ပြီး repeat 73 point ပြန်ကင်မယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က B ကဒါလေးကိုကျွန်တော်တို့တော့ 1.4 လောက်ပေါ့နော်ဒီပမာဏလောက်ကိုကျွန်တော်တို့တော့လေးပေါ့လေဒီလိုမျိုးလေးနဲ့တိုက်ပြီးတော့ကစားပေးလိုက်မယ်ဗျဒါကတော့အပေါ်ဝင်ရုပ်ရှိအကြတယ်ကိုဒီလေးကြည့်ကောင်းမယ်အနေအထားလေးကိုကျွန်တော်တို့ဒီလေးမှန်းပြီးကြပါဒီအမျိုးကိုကစားပြီးပေါ့နော်ဒီလိုကိုလိုချင်တာဒီလိုပုံစံဖြစ်ပြီးလားဒါမှ customer ဒီနားမှာထူချင်တယ်ဆိုလို့ရှိရင်ဒီလိုလေးဆွဲဖောင်းပေးလိုက်ပေါ့နော်ဆိုတော့ကျွန်တော်ဒီတစ်ချက်ကတော့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီကနေမှပြန်ပိတ်မယ် join တဲပြပို့ဆိုင်နဲ့ယူထုံးပေါ့နော်ထုံးမယ်ဆိုတော့ဒီကောင်ကပုံစံတိုင်းစီပြီးသွားပြီအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ကဆက်ပွင့်ပြီးနေတယ်ကျွန်တော်ဒီလိုမျိုးတဲလေးကျုံလိုက်အရင်တစ်ခေါက်တော့ customer ဒီကောင်တဲလေးကြီးတယ်ဆိုတော့သဘောတဘာဝကြီးပြောင်းကြုံပြပါဆိုကျွန်တော်ရှင်းပြီးတော့ထားလိုက်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါရှင်းပြပါပြီအဲ့ဒီမှာကျွန်တော်ဒီဘက်ကနေမှတစ်ခါပြန်လိုက်မဲ့ဟိုအရှိရပေါ့နော်ဒီကောင်လေးဒီကောင်ကကျွန်တော်1 mili လောက်ဆိုရင်ရပြီနော်1 mili လောက်ဆိုရင်ကျွန်တော်ရှင်းပြတယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော် cut လေးနဲ့ဒီလိုပဲပြပြလေးပဲဆွဲတော့ပေါ့နော်လိုက်တင်လေးပါပဲဒီဝင်တော့လည်းဒီလိုပဲလိုက်တင်လေးဆိုရင်ပေါ့နော်တော့လည်းဒီမှာလည်းဒီတော့အတိုင်းပဲလိုက်တင်လေးပဲကျွန်တော်တို့ဆွဲနေပေါ့နော်ကောင်းလားကျွန်တော်တို့အဲ့ဒီတော့ကျွန်တော်တို့ကပြန်တော့ကိုတစ်ခါလေးကျွန်တော်တို့ရှင်းလာပြီးတော့မှခါလေးညာနေလိုက်ပြီနော်ဟောလေကျွန်တော် 2.5 လောက်ပဲတော့2.5 လောက်တော့ဒီနားလောက်ပေါ့နော်ဒီနားလောက်ကနေစပြီးတော့ခေပါပုံမှန်တော့ကျွန်တော်ဒီကောင်ကိုဘာလုပ်လို့ရသေးလဲဆိုတော့ဒီဘက်ကိုနည်းနည်းလေးဖြတ်ကတ်လို့ရပြီလေဒီလေးဖြတ်ကတ်လို့ရပြီပေါ့နော်အဲ့ဒါကျွန်တော်ဘာလုပ်လဲဆိုဒီကောင်ကိုဒီလိုပြီးကတ်မယ်ရှုပ်ဒီကောင်ကိုပြီးလိုက်ဆိုရင်ကြားထဲမှာကျွန်တော်ဒီတော့အဲ့ဒီဥစ္စာကလည်းဆိုတော့အရှင်းမပြေဘူးရဟိုစိတ်ဆိုင်ကလည်း customer ဒီဟာလည်းသုံးချင်ပြီးပဲဖြစ်နေကြကြတာကျွန်တော်ဒီထဲမှာဟိုအခြေအနေတော့တိတ်စီဒီပဲပေါ့နော်တော့ဒီကောင်တော့ဒီမှာဆိုရင်5ပုံနဲ့
အဲ့ဒါအတွက်ကျွန်တော်6မိနစ်တော့နားပါမယ်အဲ့ဒီကျွန်တော်ဘာလုပ်လဲဆိုတော့ဒီကနေတော့ဒီလိုတွေ့ရှိကလေးတိုင်းလေးရတယ်ဒါနဲ့ကျွန်တော်တို့ကအားလဲဆိုတော့ခိုင်ပါထိုးမှဖြစ်တဲ့အတွက်ဒီမှာတော့မိုင်းနဲ့ပေါ့ဆက်လောက်ချန်တယ်ရနော်အဲ့တော့ကျွန်တော်တလားလောက်ပေါ့နော်ခိုင်ပါထိုးဖို့အတွက်တလားလောက်ပြန်ပြည့်စီတာပေါ့လေအဲ့ဒီကျွန်တော်တို့ဒီလိုပါ extension of website စစ်တော့ရတယ်တော့ဟုတ်ကဲ့ရှင်းပြရရှင်းပြကျွန်တော်အိုးနည်းနည်းလေးထပ်ကြုံဖို့လိုမယ်ဒီလိုလုပ်မယ်စစ်ပြလေးကြုံပြလိုက်မယ်ပေါ့ကိုရှိတာကျွန်တော်ဒီကောင်ဒီလိုလေးနေလေးလိုရတာပါလေဆိုတော့သူကကျွန်တော်က1 MB လောက်စီတာ1 MB လောက်စီညာပြီးခိုင်ပါထိုးမှဖြစ်တဲ့အတွက်ဒီနောက်တော့တော့ဒီနေ့အားလေးဒီလိုပဲရှာခဲ့လိုက်တော့နော်တော့သူကဒီရမှာကျွန်တော်ခိုင်ရဲအားလည်းပဲဒီတိုင်းကပ်ဖို့အားလည်းဆွဲပြလိုက်တော့တယ်ပေါ့နော်ဟုတ်ကဲ့ဒါနဲ့ပုံဆိုင်တော့ရှင်းပြပြီပေါ့နော်စပိုင်းလိုက်ဖြစ်အဲ့ဒါဟုတ်ပြီကျွန်တော်တို့ဒီအပိုင်းလေးရပြီဆိုလို့ရှိရင်လည်း execute ထုတ်တော့မယ်ပေါ့နော်ဒီလိုလေးနေရာကြီးကျွန်တော်တို့ကဒီလိုဆက်ပြခဲ့တိုင်းနဲ့ဒီ try နဲ့ဒါလို့ရှိရင်ကျွန်တော်တို့ကထုတ်တဲ့တိုင်းနဲ့ဆွဲအဲ့တော့ကဘာမှပူပြမလို့ကျွန်တော်ဒီကောင်ကိုဆိုတော့ပြလိုက်ဒီကြလို့ရှိရင်စိတ်5ပွင့်ဒီဘက်မှာထည့်မယ်ပေါ့နော်ကျွန်တော်ဒီမှာတော့အားရစိတ်မှန်းနေပဲကျွန်တော်ကျဲစိတ်ကိုဒီလိုထည့်လိုက်တယ်ပေါ့နော်ဒီလိုမျိုးတော့ဒါတိတ်ပြီးတော့ဘောမဖြစ်သေးဘူးဆိုလို့ရှိရင်တော့ကျဲစိတ်တွေကိုပို့လို့တဲ့ပမာဏကိုကျွန်တော်တို့ဒီလောက်စိတ်ကြည့်ရဆိုတော့ဒီလောက်ပဲကျဲထားမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်ဒီကောင်ကိုနည်းနည်းလေးဟိုလုံးမယ်ဗျတော့ချဲလိုက်အဲ့ဒါမှဒီအဒီအောက်ကိုကြားတဲ့အချိန်နဲ့ပါတယ်ဆိုတော့နည်းနည်းထိုးလို့ကောင်းပါပဲအဲ့ဒီတော့ကျွန်တော်ဒီကောင်ကိုမလုပ်နဲ့ဆိုတော့ဝင်ရုံအောက်ချမ်းကိုကျွန်တော်ဖောင်းမယ်ဖောင်းတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်ကအပေါ်ကိုကျတော့၄အောင်ဒီအပြားပုံစံကိုကျွန်တော်ခြံခဲ့မယ်ပေါ့နော်ဒီအောက်ချမ်းလေးကိုပဲကျွန်တော်ဖောင်းချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာကောက်ကြောင်းနဲ့ဒီလိုမျိုးချက်ခုနကမှကျွန်တော်ဒီက modeling နဲ့ကျွန်တော် surface ခွာလိုက်တာဒီ stress surface ပေါ့နော် stress surface လေးနဲ့ခွာတယ်အဲ့ပြီးတော့ကျွန်တော်ဒီကောင်ကိုခုနက 0.8ကျွန်တော် 1.2 လောက်ဒီကျွန်တော်နေကြတာဆိုတော့ 0.4 ညာလောက်ဒီကျွန်တော်သွားလိုက်တယ်ကျွန်တော်ဒီသွားမယ်ဒီကောင်တော့ဒီတော့ပြပဲဒါပေမဲ့ကျွန်တော်ဒီခါးမှာတစ်ချက်ကျွန်တော်ခါးမှာချက်တန်းလေးကျွန်တော်တို့နည်းနည်းလေးပဲ 0.2 လောက်လေးပဲနည်းနည်းလေးဖောင်းနေဆိုတဲ့ပုံလေးပဲကျွန်တော်ပါတယ်ဖြစ်တဲ့အတွက်ဒီလောက်ပဲဒီမဲ့ပြီးကျွန်တော် C2 ဝင်သွားမယ်
series သွားပြီးလို့ရှိရင်ကျွန်တော်ဒီကောင်မျိုးတော့ delete လိုက်မယ်ဒီလိုဖောင်းသွားပြီပေါ့နော်ဒီလိုဖောင်းသွားပြီအဲ့တော့ဒီနေရာလေးကျွန်တော်တစ်ချက်ပြန်ကန်ရအောင်ဒါဆိုလို့ရှိရင်ဟောတယ်ရှင်းပြင်းဟောလိုက်အဲ့ကောင်ကျွန်တော်တို့ try မယ်ပြီး campaign နဲ့ပြီးလို့ရှိရင်ကျွန်တော်လက်တိုင်းအားလုပ်လဲဆိုတော့ AutoCAD နဲ့ဖြတ်မယ်ရှင်းမှာကျွန်တော်သတိထားမယ်ပိုင်းနဲ့ဒီပိုင်းလေးကျွန်တော်လိုသွားတယ်ပေါ့နော်လိုသွားတဲ့ပိုင်းလေးကျွန်တော်ပြောပြလောက်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံတော့ညတော့ဒီလိုတဲ့ point လေးဒီပုံကကျွန်တော်တတိတိုင်းပေါ့အဲ့ဒါပြီးလို့ရှိရင်တော့ဒီကောင်ခါလိုက်ရုံပဲဒီကောင်ထုံတယ်ပေါ့နော်ဒီစတူထုံပြီးအဲ့လိုဖြစ်သွားပြီအဲ့ဒီလိုချင်းတယ်ဒီကောင်တော့လို့ချင်းဆိုရင်activation တော့ဖြေသွားပြီပေါ့နော် gap တွေအကုန်လုံးကို file folder လေးခုနဲ့ data လေးခုနဲ့ကျွန်တော်ခွဲထားလိုက်တယ်ပေါ့နော်အဲ့ဒီလိုရှင်းနေကျွန်တော်ဒီအားလေးကိုဗီဒီယိုလဲလိုက်မယ်ဒီလဲထားလိုက်ဒီတော့ကျွေးလိုက်ဆိုင်နေတာ 1.4 တော့ထားပြီပေါ့နော်ဒီနေရာမှာကျွန်တော်တို့လဲတာကောင်းကောင်းလေးထားနေလို့ဆိုရင်ဒီလိုမျိုးလေးဒီ shape လေး rectangle လေးယူလိုက်ပေါ့နော် rectangle လေးယူလိုက်အဲ့ rectangle လေးလာပါရွေးတာကိုဒီလိုပုံတင်ရွေးတာဒီလိုချင်ဒီစာအော်ဒီလေးချင်ကြလို့ရှိရင်ဒီဟာညလိုက်တင်ရဟုတ်ပြီဒီဟာရဲ့အတွင်းထဲကို 0.1 လောက်ဒီကောက်ကြောင်းလေးရှိရပါတော့ဒီစွန်းလေးရဲ့အတွင်းထဲကို 0.12 လောက်ဒီလိုမျိုးလေးနင်းထားတယ်ဆိုလို့ရှိရင်အဲဒီကောင်ကကြောက်တဲ့စင်တီပေါ့နော်အဲလိုမျိုးလေးတည်ထားပေါ့နော်ဒါတော့ကျွန်တော်ပြန်တင်တော့လုပ်ပြလို့လုံရင်ခိုင်ရနေပဲဒီလိုပဲကျွန်တော်ပြန်လောက်ရတဲ့အခါရှိအောင်နော်အဲ့တော့ဟုတ်ပြီဒီကောင်ကိုကျွန်တော်ပေါ်လိုက်4လောက်နော်ဒီဆောင်ချိုးတယ်ဒီတော့လည်းဟိုပေါ်တင်တော့ထပ်ပြီးတော့မှချိုးလိုက်20ချိုးရပေါ့နော်တော့လည်းဗိုက်သားထောက်တဲ့ကောင်လေးဒါဆိုရင်ရှင်းပြသွားပါလိမ့်မယ်ကဲဟုတ်ပြီကျွန်တော်တို့ဒီကောင်ကိုဘာလုပ်ရတော့လဲဆိုတော့ဒေါတာစားတော့ကျွန်တော်ပုံမှန်လုပ်နေကြတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒေါတာစားတဲ့ပုံစံကကျွန်တော်ဒီကောင်နှစ်ပိုင်း control CV ယူတယ် control CV ယူတယ်ပြီး rectangle ယူတယ်ကျွန်တော်အလဲကနေမှပိုင်းယူလဲနေဒီလိုပိုင်းပြီးအောက်ကိုလဲလေးဒီလိုမျိုးလေးဟာပေးထားတယ်နော်အဲ့လိုမျိုးဟာပေးထားတယ်အဲ့ဒါကိုမှကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်ဒီကောင်ဗီဒီယိုဒေါတာစားတော့ဒေါတာစားတော့မှဖြစ်တယ်အပေါ်လေးဒီပိုင်းကိုဖြတ်တယ်နောက်တစ်ပိုင်းကိုလွတ်တဲ့ဖြတ်အဲ့မှာဖြတ်လိုက်တဲ့အချိန်မှာဒီလိုမျိုးနှစ်ပိုင်းကိုအဲ့တော့ကျွန်တော်တို့ဒီအပေါ်ပိုင်းအချမ်းလေးကိုပဲကျွန်တော်ထူပါခိုင်းတယ်ပေါ့နော်ဒီကစိန်ထားမဲ့နေရာကကျွန်တော်တို့ကဒီမျက်နှာပြင်ပဲရှိတာပေါ့နော်မျက်နှာပြင်ပဲရှိတယ်ဒီကောင်ကိုကျွန်တော်ကဆွဲတဲ့အချိန်ကျလို့ဒီ offset မပြစ်ဘူးနော် offset ပြစ်တယ်ဆိုရင်အားလေးကြလို့ရှိရင်ဒီကောင်ကအတွင်းထဲကိုဒီလိုစောင်းလာတာဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့ direction တိုင်းသွားတာဖြစ်တယ် point
တယ်တွန်းလေးကိုအဲ့တော့ကျွန်တော်က offset မပြစ်ဘူးဘာလို့လဲဆိုရင် execute စာဖြစ်execute စာဖြစ်တော့သူ့ရဲ့ direction တိုင်းသွားတယ်တစ်ကောင်ကျွန်တော်အဲ့တိုင်းတော့ direction ပြန်တော့ကျွန်တော်တို့ဒီနာဒီဘက်ကို 0.7 လောက် 0.7 လောက် direction 0.7 နော်အဲ့ဆိုဒီဘက်ကစာပြပြမလို့တော့ဒီကောင်ဒီမှာဆိုရင်ကြည့်လိုက်ဒီတော့ဒီပေါ့နော်ကျွန်တော်တို့လည်းခါနေရလို့ရှိရင်သုံးတယ်ပေါ့နော်ဒီတိုင်းသွားမယ်ဒီကောင်ကတော့ပါဆိုတော့ကျွန်တော်က 0.5 လောက်ပဲကျွန်တော်သွားတယ်ဒီကောင်တော့ခိုင်ပါထိုးမှဖြစ်တယ်ကျွန်တော်တို့1.1 လောက်သွားမယ်1.1 လောက်မှနည်းနည်းလေး0.2 လောက်ပေါ့နော်အဲ့တော့ဒီတိုင်းဆိုလို့ရှိရင်ဒီလိုမျိုးလေးစွန့်တက်နေထွက်အဲ့ကောင်ကျွန်တော်တို့ဒီတိုင်းလေးပဲ chip control တွေနဲ့ပြည်ပြီးလိုက်ပါတိုင်းလေးသိလိုက်မယ်ပေါ့ဒီနေရာလေးမှာဒီမဲ့အဲ့တော့ဒီလိုမျိုးလေးထွက်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမဲ့ chip control ပြည်ပြီးမယ်ဒီမဲ့ဒီဆွဲလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဒီပြီးတဲ့အနေထားရောက်သွားပြီဒီလိုပါတော့ကျွန်တော်တို့ပြင်လို့ရတယ်အဆင်ပြေဘူးအဲကျွန်တော်တို့ကဘာလဲဆိုတော့ဒီကောင်ကရှိဖို့ကိုရှိရမယ်အနေထားပေါ့နော်ဒီကောင်ကကျွန်တော်တို့ကပို့ရေးလိုက်တဲ့အခါကျမှဘယ်လိုပြောထူပေါင်းတော့အကြီးကိုင်းချင်တာဆိုနေရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့တဲ့ကျွန်တော်ဒီကောင်ဘယ်လိုကောင်းအောင်ပြန်လုပ်နေရပါဘူးခွာကြလိုက်ဟုတ်ပြီနော်ခွာပြီးလို့ရှိရင်ဒီကောင်လည်းခွာဒီကောင်လည်းခွာအဲ့တော့ဒီကောင်ကျွန်တော်ကခွာဒီတော့ပြင်နော်ဟိုဘက်ဒီတော့ပြင်ဒီကောင်0.5 လောက်ပြင်မယ်ဒီကောင်0.5 လောက်ပြင်မယ်အဲ့မှာပိုနေတဲ့နေရာကြီးဆက်ထားတယ်နော်နေရာဒါဆိုရင်ကျွန်တော်စိတ်နဲ့ပုံမှန်တော့ဆိုလို့ရှိရင်နေရာတွေဆိုရင်စိတ်နဲ့မတော့ရတော့ဘူးနော်နေရာတွေဆိုရင်စိတ်နဲ့မတော့ရတော့အဲ့တော့ကျွန်တော်တို့ဒီဘားလေးကိုဒီလိုလေးတစ်ချက်ချက်ချလိုက်ပေါ့နော်ကိုလိုချင်တဲ့ဒီဘားလေးလည်းဒီနားထိခိုင်ပါထိုးပါဆိုတော့ကျွန်တော်တို့ဒီတိုင်းချက်ချလို့ရတယ်ဒါတော့ဘာလို့ဆိုတော့ဒီပေါ်မှာသူရွယ်အလားပေါ်မှာရဒီနားကနေလာမယ်ပြီးကြလို့ရှိရင်ဒီအောက်ကို point 7 လောက်အဲ့တော့ဒီနားလောက်ထိတော့ထိုးချအဲ့တော့ကျွန်တော်တို့ဒီလောက်နဲ့စားလိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတိုင်းကြီး join လိုက်မယ်ပြီးကြလို့ရှိရင်ဒီမှာမတူတဲ့ကောင်တွေကိုကျွန်တော်ဒီတိုင်းစာချမယ်ပြီးတော့ဒါပဲဒီနားမှာဖြစ်နေတဲ့ပြဿနာကိုရှင်းလိုက်ရတယ်ရှင်းလိုက်ရတယ်ဒါတော့ပဲမတော့တော့ဘူးအောက်တော့မယ်အောက်တော့ပဲအောက်တော့လူကြီးတွေပဲဒီဘက်ကနေမှ site view ကနေကြည့်နေဒီကောင်ကိုကျွန်တော်ကဟိုပေါက်ချတဲ့အချိန်မှာလည်းကျွန်တော်တို့ကအလွယ်မပေါက်ချဘူးเนาะဒီကြံခဲ့မဲ့ကတားရပါတယ်ဒီချာလေးခြေဒီကလည်းမပေါက်နဲ့ဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့တည်တောင်ဒီလိုမျိုးလေး execute ထုတ်တယ်ဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့အဆုံးသက်ကဒီနားထိလို့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အောက်ရောက်အဲဒီလိုအပေါ်လည်းသူဖောက်မယ်ဒီကောင်ကိုဖောက်မယ်ဒီကောင်လည်းဖောက်မယ်ဒီကောင်လည်းဖောက်မယ်ဟုတ်တယ်ပါပုံစံနဲ့ရတယ်အားပြီးလို့ရှိရင်ကျွန်တော်ကဒီအဲ့ဒီကိုဒီမှာပြန်စားမယ်ဆိုတော့တန်လေးလေးကျွန်တော်ယူလိုက်မယ်ဒီတော့အောက်ကိုချမယ်ဒီဆို
ဒီကြည့်ဒီလိုလေးပဲပေါ့ပြောချင်တာပိုးလေးကိုတိုင်းချစင်ဒီတိုင်းဖြစ်တော့ okay ကဲဒါဆိုဒီမျက်နှာပြင်ဟောမျက်နှာပြင်ဖောက်တာကောင်ကဒီစားတော့မစင်ဘူးပေါ်ကကြောက်အိုးတိုင်းအောက်ကိုဒီလိုမျိုးဒါရပို့ဆိုင်ကြီးဖြစ်နေတယ်ဟိုဆင်တော့မကြည့်ဘူးတိုင်းလေးအားကြောက်ရဲ့တော့ပုံရရှိတယ်ရှင်းတယ်ဒီမှာပြပြပြီးကြမှာဟောက်ချလိုက်ကဲဒီတိုင်းလေးပဲပေါ့နော်ဆိုပြီးတော့ကောက်ကြောင်လေးပေါ်တော့ဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီမှာလက်စွပ်ကိုရောကြာပါပြီပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်တစ်ခုပါရှိသေးတယ်လေးတိုက်ကြည့်ဒါမှအချိန်အောင်ကြည့်ရဒီနားမှာအရင်ပြောချင်တာဒီနားမှာဒီလေးရှင်းသွားတဲ့ခဏကြောက်ရရတာပေါ့နော်ဒါလိုမျိုးရရတယ်ဒီစားလို့ရှိရင်တော့ okay နောက် okay ဟုတ်ပြီကျွန်တော်ဒီမှာလိုရတဲ့ဟာတွေပေါ်တော့လုပ်ပြီးအဲမှာကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ပြချင်တာလက်စီလက်စီထည့်မယ်ဆိုတော့ဒီမှာဒီပေါင်းလေးတော့ဒီမှာမှရမယ်ပေါ့နော်ဒီချက်ကျွန်တော်ပြောချင်တာပါဒီဖြတ်လိုက်ဖြတ်ပြီးတော့ကြမှာကျွန်တော်ဒီတိုင်း graph လေးကိုပိတ်လိုက်ပေါ့နော်အဲ့ပြီးလို့ရှိရင်ကျွန်တော် C2 လေးပေါင်းတယ်အဲ့တော့ရင်တော့ကျွန်တော်ပြောင်းွယ်ပုံစံတိုင်းလေးပဲဒီကြိုက်တယ်လို့ကျွန်တော်ဒီပေါင်းကျွန်တော်ထည့်ကြည့်နေတယ်နော်စင်ကြည့်လားမကြည့်လားဆက်ကြည့်မယ်စင်ကြည့်လားမကြည့်လားကျွန်တော်ထည့်ကြည့်ပေါ့နော်ပုံစံတိုင်းဆိုတော့စင်ကြည့်စင်တော့ပြေတော့ရတယ်လို့ချင်တော့ဆိုတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်ကြည့်လိုက်ကျွန်တော်စီဒီကတော့ဒီမှာလည်းကျွန်တော် control စီတော့လိုက်မယ်ပြီးလို့ရှိရင်ဒီကောင်ကိုတိုင်ချအောင်ကယူပြီးဒီကောင်လည်းကျွန်တော်ယူမယ်ကြလို့ရှိရင်ဒီတိုင်းကျွန်တော်ပို့မှာပေါ့နော်ပေါင်းလေးရဲ့စံတာလေးကိုကျွန်တော်တစ်ချက်ယူလိုက်မယ်ဒါကဆက်ပို့ကွာဝင်ဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းလေးလမ်းမယ်ဟုတ်ရဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီပါဒီပိုင်းဆိုတော့ကျွန်တော်ဒီဟာလေးကိုမလုပ်လဲဆိုတော့အကျေအောင်က planner ရိုက်မယ်ရရင်ကျွန်တော်ဒီထားဒီပေါင်းလေးပေါင်းလေးဆိုတော့ကျွန်တော်ဒီပေါင်းမလုပ်လဲဆိုတော့ focus to surface ဒီဟာလေးကကြမှာလေကျွန်တော်ကဒီလိုတင်ချင်တယ်ဒီနော် okay ဒါဆိုရင်ဒီပေါင်းလေးကိုကျွန်တော်တို့တိုင်းလေးပဲသွားလိုက်အဲ့ဒါကျွန်တော်စိတ်တွေကိုထောက်ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်မလုပ်တယ် constellate တွေပြီး train ဒီကောင်ဖောက်ချင်တယ်ဖောက်ချင်တယ်ဖောက်ချင်တယ်ဒီသွားတယ်ဒီကောင်ဒီဖောက်တယ်ဒီကောင်လေး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 ဒီဟာလေးဖောက်တယ်ဖောက်တယ်ဖောက်တယ်ဒါဆိုလို့ရှိရင်လွန်စွာရပါပြီပေါ့နော်ကျွန်တော်ရတာရအောင်ကျွန်တော် 0.5 လောက်ထားလိုက်ပြီပေါ့နော်ကျွန်တော်ကနောက်တစ်ခုဘာထပ်လုပ်လဲဆိုတော့ဒီဟာလေးကိုတော့တိုင်တယ်လေးခောက်ပြောနေကြည့်နေပေါက်ပြောနေပြီးတော့ကျွန်တော်ဘာမှမလုပ်ဘူးပေါက်ရွှေ့နေတယ်ဟောမယ်ဟိုလိုကျွန်တော်ပေါက်တယ်မတော်ဘူးကျွန်တော်တိုင်တယ်လေးပဲဟောပါတော့ 1.2 နောက်ဒီတယ်လောတယ်ဒီလိုနေဒီပေါ်လေးရရောက်ပြီ
ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုမလုပ်မယ်ဆိုတော့နေလေးတင်မယ်ပို့လိုက်အပြင်ကျွန်တော်မလုပ်မယ်ဆိုတော့ဒီနေ့ AutoCAD နဲ့ကျွန်တော်ဒီနေ့လည်းမျိုးပေါက်ချလိုက်ဒါပြီးလို့ရှိရင်တော့ကျွန်တော်ကိုဒီလိုမျိုးတည်းနဲ့ဟောလေ extrude လေးထုတ်လိုက်တော့နော်ဒီနေ့လေးထည့်လိုက်ဟောဒီဟာဆိုကျွန်တော်နည်းနည်းလေးဟောချက်ပါဆိုရင်အဲဒီကျွန်တော်နည်းနည်းလေးဒီလိုလေးချက်ကလေးကျင်းပြီးလိုက်တာAutoCAD နဲ့ဟောမယ်အဲဒီဟာကိုကျွန်တော်ဒီတိုင်းလေးဒီကြုံအဲဆိုဒီထဲဆော်တဲ့အချိန်ကြလို့ရှိရင်နည်းနည်းလေးဟိုအဆင်ပြေအောင်လို့ပေါ့အဲ့လိုမျိုးကျွန်တော်ဟာပြအချိန်တွဲကြီးဆိုဒီလိုမျိုးလေးထောင်းမတုပ်ပြီးတာပေါ့နော်အဲ့ဒီအပိုင်းလေးရှိတယ်โอเคအဲ့ကျွန်တော်ဒီလိုလေးပို့ဖို့လို့ထားလိုက်မယ်ဟုတ်ပြီနော်အဲ့ဗီဒီယိုရှိနေကျွန်တော်တို့ဒီဘက်ကိုပြန်ရနေတယ်အဲ့ဒီမှာသူကဒီမှာတက်ဆော်လေးလိုက်တော့မှဒီဇင်းတွေပါပြီဒီမှာရှက်လိုက်တယ်ဆိုလို့ရှိရင်ဒီအပိုင်းကလေးပေါ့နော်ဒီအပိုင်းကလေးရဲ့အတွက်လေးနဲ့ဒီပါလေးအဲ့တော့ကျွန်တော်တို့ဒီမှာစစ်ပြီးသွားပြီဆင်ပြေသွားပြီကာလာလေးပါလေးချိန်မယ်ပေါ့လေကျုပ်ထွက်လေးပါလေးလာတော့ကာလာလေးပါလေးချိန်တယ်အဲဒီပဲ customer ကိုပြမှာဖြစ်တဲ့အတွက်ကျွန်တော်ကပုံမှန်တိုင်းလေးဒါကြတော့ဒီမှာအားလုံးလေးဆို direction ကို flip လုပ်မယ်ဆိုလို့ရှိရင် jam လေးက create jam လုပ်မယ်ဒီဘောနော်ဒီလိုရှိရင်ဒီလေးကိုကျွန်တော်ကကာလာလေးပတ်ထည့်လိုက်ပေါ့ဗျအဲဒီလေးပဲပေါ့နော်ဒါဆိုလို့ရှိရင်ဒီပါဒီပါဒါနော်ဒါလက်စွပ်လေးတစ်ပွင့်ဒါကျွန်တော်ရိုးရှိလက်စွပ်လေးပါပဲနော်ဒါလေးကိုကျွန်တော်နိုင်ပိုင်းမိနစ်ပိုင်းတွင်ခဏလေးနဲ့ဒါဒီကြည့်လိုက်ပေါ့နော်ဒါလေးဖောက်တာတွေရတယ်ကျွန်တော်မပြတော့ဘူးဒီပုံစံတိုင်းလေးစီးမယ်ဖြစ်ပါတယ်စီးပါကျွန်တော်တော့ဒီတိုင်းလေးထပ်တယ်ဖြစ်ပါတယ်